ချီးမွမ်းနိုင်ခဲ့ပါခံစားမှုတွေကောင်းကြီးများစွာစဉ်းစားမိချိန်မှာယေရှုတော်များပြန်ချီးမွမ်းတတ်လာတယ်တခါတည်းရဲ့အမောင်လာနေညတွေဆိုမို့ချိန်မှာယေရှုတော်မချီးမွမ်းနိုင်ခဲ့ပါခံစားမှုတွေကောင်းကြီးများစွာစဉ်းစားမိချိန်မှာယေရှုတော်များပြန်ချီးမွမ်းတတ်လာတယ်ရှေးခေါ်စရာဒုက္ခဆုတွေကြောပြန်တန်စင်မေးချိန်မှာနှလုံးသားမှာချီးမွမ်းတယ်မစေပါဒုက္ခနဲ့ဒုက္ခတစ်ခုကိုနိုင်ပြီးချင်းချင်းချင်းအရာရာအားလုံးဟာအဖဖရာရဲ့လက်ရာလူတိုင်းတွေ့ပြီးတဲ့နာမြတ်တာယေရှုတွေဟာတို့အတွက်ဆိုခွပ်ဖလားရှာခဲ့တာလေးစင်ပြီးတော့ပြီးဆက်မရတာသခင်ရဲ့မြတ်တာပါချီးမွမ်းခြင်းနဲ့အစင်ချီးမွမ်းတဲ့ခြင်းဆိုမယ်